ကဘာစီဝါရေးဇက်ခုံပေါ်မှာဆယ်စုနှစ်ပေါင်းများစွာဘရင်တပားလို့ဆိုမိုးခဲ့တဲ့အမေရိကန်ဒေါ်လာရဲ့ဩဇာအာဏာအခုတော့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုနဲ့ရင်ဆိုင်နေရပါပြီ။ဒါကတော့တခြားမဟုတ်ပါဘူး။2026ခုနှစ်မှာအပီးသက်မိတ်ဆက်တော်မဲ့ BRICS ပေးပါပဲ။အားလုံးပဲသိကြတဲ့အတိုင်း BRICS အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့တရုတ်၊ရုရှား၊အိန္ဒိယနဲ့တခြားအင်အားကြီးနိုင်ငံတွေဟာဒေါ်လာအပေါ်မိခိုနေရမှုကိုဖျက်တောက်ဖို့ပြင်ဆင်နေကြပါပြီ။သူတို့ဟာ blockchain နည်းပညာကိုအခြေခံထားတဲ့ကိုယ်ပိုင် digital ငွေပေးချေမှုစနစ်ကို2026အိန္ဒိယထိပ်သီးအစည်းအဝေးမှာတရားဝင်အကောင့်ထဲပေါ်တော့မှာပါ။ဒါဟာရိုးရိုးရှင်းရှင်းငွေလွှဲစနစ်တစ်ခုမဟုတ်ပါဘူး။လက်ရှိကမ္ဘာကြီးကိုချုပ်ကင်ထားတဲ့ SWIFT ကွန်ရက်ကိုကြော်ဖြတ်ပြီးဒေတာတွင်းသုံးငွေကြီးတွေနဲ့ဓာတ်ရိုက်ကုန်သွင်းနိုင်အောင်ဖန်တီးလိုက်တာဖြစ်ပါတယ်။ပထမအချက်ကမြန်ဆန်လုံခြုံမှု blockchain ကြောင့်ကြားခံတွေမလိုတော့ဘူး။ဒုတိယအချက်ကလွတ်လပ်ခွင့်အနောက်အုပ်စုရဲ့စီးပွားရေးပိတ်ဆို့မှု sanction တွေကနေအထိရောက်ဆုံးရှောင်လွှဲနိုင်မှာပါ။အိန္ဒိယရဲ့ရူပီတရုတ်ရဲ့ယွမ်နဲ့ရုရှားရဲ့ရူဘယ်တွေဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်မိသွားတဲ့အခါဒါဟာကမ္ဘာပန်တာကြီးသမိုင်းတစ်ကိုရေးထိုးမဲ့အလှည့်အပြောင်းဖြစ်လာပါလိမ့်မယ်။မိတ်ဆွေတို့စဉ်းစားကြည့်ပါ။ဒေါ်လာရဲ့အခန်းကဏ္ဍမိမိန်သွားရင်ကမ္ဘာစီးပွားရေးဟာဘယ်လိုပုံစံပြောင်းလဲသွားမလဲ။ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကုန်စည်နှုန်းတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေအပေါ်ဘယ်လောက်ထိသက်ရောက်မှုရှိလာမလဲ။ဒါဟာကြောက်စရာကောင်းတဲ့အပြောင်းလဲလား။ဒါမှမဟုတ်အခွင့်အလမ်းတစ်တွေလား။ကျွန်တော်တို့ဟာကမိုင်းဝင်ချီလန်းတစ်တစ်ခုကိုမျက်ဝါထင်ထင်မြင်တွေ့နေရတာပါ။ပြည်သက်ကြီးရောဒီ BRICS Space နဲ့တာတကယ်အောင်မြင်သွားရင်ဒေါ်လာစီနဲ့ကမ္ဘာစီးပွားရေးဘာတွေဖြစ်လာနိုင်မလဲ။မိတ်ဆွေတို့ရဲ့အမြင်ကိုအောက်က comment မှာဆွေးနွေးခဲ့ကြပါဦး။အခုလိုစိတ်ဝင်စားစရာသတင်းတွေကိုအမြဲကြည့်ဖို့ကျွန်တော်တို့ရဲ့ channel ကိုလည်း like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်